ကျွန်တော်တို့ရဲ့ဓမ္မမင်္ဂလာအင်ဒို channel ကနှွေးထွေးဆိုတာကြိုဆိုပါတယ်။နေအိမ်ဆိုတာကျွန်တော်တို့အတွက်တော့လောကရန်ပင်ပန်းမှုတွေကနေခိုလုံရအေးချမ်းတဲ့ကျွန်းတကျွန်းနဲ့ကျူပါတယ်။အိမ်တီအိမ်ရဲ့ဧည့်ခန်းဆိုတာဟာလေမိသားစုရဲ့စွမ်းအန်တွေမင်္ဂလာတရားတွေကင်းဝဲရာနေရာတစ်ခုပါ။ဒါပေမဲ့တခါတလေမှာကျွန်တော်တို့ဟာအားနာလို့ပဲဖြစ်ဖြစ်ခင်မင်လို့ပဲဖြစ်ဖြစ်မဖိတ်ခေါ်တဲ့သူတွေကိုအိမ်ထဲအထိအဝင်ခံပြီးတကြပါတယ်။အဲ့ဒီလိုလူတွေဟာတင်မတိလိုက်ပဲတင့်အိမ်ရဲ့အေးချမ်းမှုကိုဖျက်ဆီးပြီးအမင်္ဂလာတွေကိုတည်ဆောင်လာတတ်ပါတယ်။ဒီနေ့မှာတော့ဘလောက်ပဲခင်တင့်အိမ်တဲ့အထိအဝင်မခံတဲ့အန်ဒီရဲ့ရှိသူ9မျိုးအကြောင်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။နံပါတ်1မနာလူစိတ်ပြည့်နေနေသူလူအချို့ဟာတင့်ရှိမှာပြုံးပြနေပြီမဲ့တင့်ရဲ့အောင်မြင်မှုနဲ့တင့်အိမ်ရဲ့တာယာမှုကိုကြည့်ပြီးအတွင်းစိတ်ကမနာလူဖြစ်နေတတ်ပါတယ်။မြမအယူဆမှာတော့မျက်စီအစိတ်လို့လည်းခေါ်ကြပါတယ်။ဒီလိုလူမျိုးဟာတင့်အိမ်ထဲရောက်တဲ့အခါတင့်ပိုင်ဆိုင်မှုတွေကိုကြည့်ပြီးချီးမွမ်းသလိုနဲ့ကဲ့ရဲ့တတ်သလိုသူတို့ရဲ့မကောင်းတဲ့စိတ်ဆွမ်းအန်တွေကတင့်အိမ်ရဲ့မင်္ဂလာရှိမှုကိုမိန်စေပါတယ်။မနာလူသူရဲ့အကြည့်ဟာတင့်မိသားစုကြားထဲမှာအကြောင်းမဲ့စိတ်ဝမ်းကွဲတာမျိုးတွေဖြစ်စေနိုင်လို့ဒီလိုလူမျိုးကိုအိမ်ထဲအထိအဝင်မခံတာအကောင်းဆုံးပါပဲ။နံပါတ်2အမြဲတမ်းညီးတွားသည့်အစိုးမိန်တတ်သူအချို့သောတငယ်ချင်းဒါမှမဟုတ်ဆွေမျိုးတွေဟာအိမ်ကိုလာတိုင်းသူတို့ရဲ့ဒုက္ခတွေအခက်အခဲတွေနဲ့တပားသူရဲ့အကြောင်းတွေကိုပဲအမြဲညီးတွားပြောဆိုနေတတ်ပါတယ်။ဒါဟာအမှန်တော့တင့်အိမ်ထဲကိုအပူတွေပယ်လာတာပါပဲ။စိတ်ပညာအရာဆိုရင်လည်းအစိုးမြင်စကားတွေကိုနားထောင်ရတဲ့အခါတင့်အိမ်ရဲ့လေတုဟာလေးလံလာပြီးတင့်စိတ်ကိုပါညင်ညွတ်စေပါတယ်။ဓမ္မအမြင်အဆိုရင်တော့မင်္ဂလာရှိတဲ့အိမ်ကေဟာကိုအကုသို့အာယုံတွေနဲ့လာရောက်ညစ်ပေစေတာမို့ဒီလိုလူမျိုးနဲ့အပြင်မှာပဲတွေ့ဆုံတာကပိုပြီးဘေးကင်းပါတယ်။နံပါတ်3သူတစ်ပေါင်းအကြားဂုံချိုးဂုံတိုက်တဲ့သူဒီလိုလူမျိုးကတော့အန်ဒေအရှိဆုံးပါပဲ။တင့်အိမ်တဲကိုရောက်လာပြီးတင့်ဆွေမျိုးတင့်မိတ်ဆွေဒါမှမဟုတ်တင့်အိမ်တောင်ဘက်အပေါ်အထင်မြင်လွဲမားစေမဲ့စကလုံးတွေကိုဂုံချောပြောဆိုတတ်ပါတယ်။သူတို့ဟာအပြုံးမြင့်တာနဲ့တင့်အိမ်ရဲ့လျှို့ရှက်ချက်တွေကိုစုံစမ်းပြီးတခြားသူတွေကိုပြန်ပြောတတ်ကြပါလေ။တင့်အိမ်ရဲ့ဧည့်ခန်းထဲမှာထိုင်ရင်တင့်မိသားစုရဲ့စီးလုံးမှုကိုဖျက်ဆီးမဲ့သူကိုဘလောက်ပဲခင်မင်ပါစေလုံးဝအဝင်မခံပါနဲ့။သူတို့ကြောင့်တင့်အိမ်မှာရံပွဲတွေနဲ့မตายရမှုတွေပဲကြံရည်ထည့်ပါလိမ့်မယ်။နံပါတ်4ကိုကျိုးတစ်ခုတည်းသောသာလာရောက်သူအချို့သောသူတွေဟာသူတို့မှာအခက်အခဲရှိမှငွေလိုမှဒါမှမဟုတ်အကူအညီလိုမှကသာတင့်အိမ်ကိုအပြေးလွှာရောက်လာတတ်ကြပါလေ။တင့်အစင်မပြေဖြစ်နေချိန်မှာတော့သူတို့ကိုဘဲတော့မှမြင်တွေ့ရမှာမဟုတ်ပါဘူး။ဒီလိုလူမျိုးကိုအိမ်ထဲအထိအမြဲအဝင်ခံခြင်းဟာတင့်ရဲ့စိတ်ဆွမ်းအန်နဲ့တင့်ရဲ့စေတနာတွေကိုအလဟအကုန်ခံနေရတာပါပဲ။သူတို့ဟာတင့်အိမ်ကိုအသုံးချစရာတစ်ခုလိုပဲသဘောထားတတ်ကြလို့တင့်ရဲ့တန်ဖိုးရှိတဲ့အေးချမ်းမှုကိုသူတို့အတွက်အဆုံးရှုံးမခံပါနဲ့။နံပါတ်5ကိုချင်းတရားပြစ်ပြားပြီးမကောင်းမှုဝါဒနာပါသူတီလာမရှိသူသူတစ်ပါးကိုဒုက္ခပေးဖို့ဝါဒနာပါသူတွေဟာအမင်္ဂလာရဲ့ပြုတ်ရည်ခဲ့ပါတယ်။သူတို့ရှိနေခြင်းဟာတင့်အိမ်မှာစောင့်ရှောက်နေတဲ့နတ်ကောင်းနတ်မြတ်တွေကိုစိတ်ညစ်ညူးစေတာလို့ဆေးလူကြီးတွေကယူဆပါတယ်။မကောင်းတဲ့အမှုတွေကိုဖြောင်ကျလုပ်တတ်တဲ့သူတွေကိုအိမ်ထဲအထိလက်ခံထားခြင်းဟာတင့်အိမ်ရဲ့တိတ်ခါကိုကြဆင်းစေတော့နှကဘူးတင့်ရဲ့ကန်စားတာဘူးပါနှိမ်ကျစေပါတယ်။မကောင်းသူပဲကောင်းသူကဲဆိုသလိုတင့်အိမ်ကိုမင်္ဂလာရှိတဲ့သူတွေနဲ့ပဲပြည့်နေပါစေကျွန်တော်တို့ဟာလူတိုင်းအပေါ်မေတ္တာထားရမှာမှန်ပေမဲ့ကိုယ့်ရဲ့အေးချမ်းမှုကိုဖျက်ဆီးမဲ့သူတွေအတွက်တော့ဇီးတကူတားထားဖို့လိုအပ်ပါတယ်မကောင်းတဲ့စိတ်ဆွမ်းအန်ရှိသူတွေကိုရှောင်ကျဉ်ပြီးမင်္ဂလာရှိတဲ့သူတွေစိတ်ထားကောင်းတဲ့သူတွေနဲ့ပဲတင့်အိမ်ကိုဖြည့်ဆည်းလိုက်ပါဒါဆိုရင်တော့တင့်ရဲ့ကန်စားတာဟာနေ့ထက်နေ့ပိုမိုပွင့်လန်းလာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်သင်ခန်းစာတစ်ခုရစေမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိရင် share ပေးခဲ့ပါဦးနောက်ထပ်လည်းလူမှုဘဝနဲ့ဓမ္မသင်ခန်းစာတွေကိုတင်ဆက်ပေးအောင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါဦးအားလုံးပဲမင်္ဂလာရှိသောအင်္ဂေဟာကိုပိုင်ဆိုင်နိုင်ကြပါစေ